အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ချေရတဲ့ Mike Sentiment လွင်တို့အိမ်ကိုမျက်ခုံးထိုးဖို့တွားနေတာဖြစ်ပါတယ်ဒါမတော့အိမ်ရဲ့လမ်းပေါ့နော်ဆူဆူလေးနဲ့ရန်ကိုမှရှုခင်းလေးရတာရပါတယ်ခင်ဗျာခဏဒါမတော့အိမ်ရောက်ပါပြီမတော့အိမ်ရောက်တဲ့အချိန်မှာရန်လာတဲ့အိမ်ကလေးနဲ့အတူကျွန်တော်ကအမှတ်တရတဲ့ပုံနဲ့ရိုက်ဖြစ်ပါတယ်ခဏနဲ့လို့ရှိရင်တော့ကျွန်တော်အကောင်းဆုံးဝန်ဆောင်မှုပေးပါမယ်ခင်ဗျာတုံးစည်းလေးထည့်ထားမရှိတုံးစည်းလေးပါငကိုကဒီဟာမဘယ်တော့မှ2016ကလားသူတို့ကြားပြီနော်2015လောက်ကလေအဲ့မှာထိုးထားတော့ကဟာသူလက်လှပါအခုကကျတော့အဲ့ဒါစိမ့်သွားလေအဲ့လိုစိမ့်သွားတဲ့ဟာကျတော့ဟိုပြင်သွားပါညာဆိုလို့ရှိရင်သိမလှတော့စိတ်တခြားလို့ဖြစ်တာမျိုးစိမ့်သွားတော့ယူဆိုပါဟုတ်တယ်နိနဲတာလည်းမဟုတ်ပဲနဲ့လေညိုတာလို့စစ်စိမ့်တော့စိမ့်အဲ့တော့အခုဒါမိုင်းမြက်ခုံကငကိုကထိုးတာ2015ထိုးထားတာဆိုတော့တော်တော်ကြာပြီပေါ့နော်ဒါစိမ့်နေတယ်ဒါလေးကိုအမကလေစာလည်းမပြည့်ချင်သေးဘူးမဖြတ်ချင်သေးဘူးဓာတ်ပလောင်လောက်ကိုလိုချင်တယ်အမကျအရန်ဖြောင်းလည်းမကြိုက်ဘူးဆိုတဲ့ခါကျတော့လေတချင်းတွေပါသွားစုံနေတဲ့ခါကျရင်ကိုပြင်ရတဲ့ခါကျတော့ဒါလေးကိုကျွန်တော်ကဓာတ်ရိုက်အယောင်ပြောင်းတဲ့နည်းနဲ့ပြုလုပ်ပေးထားတာဖြစ်ပါတယ်ဒီ process လေးကိုကျွန်တော်တို့ run နေပေါ့နော်ထုံစည်းကောက်ကောက်လေးသုံးပေးထားတယ်တခါသုံးပစ္စည်းတွေသုံးပေးထားတယ်ဆိုတဲ့ခါကျတော့နာကျင်မှုသိမရှိဘူးပေါ့နော်အမကလည်းဆက်ပြင်းလောက်ပဲဖြစ်တယ်မနာဘူးဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အရန်ဟိုမှာစိတ်ပုတ်ပါတတာရပါတယ်ခင်ဗျာအကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်အလှဆုံးဝန်ဆောင်မှုပေးနေပါတယ်အဲ့တန်နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ကျွန်တော်ကဒီစချာလေးကိုပြုလုပ်ပေးနေတာဖြစ်ပါတယ်အမကကျတော့အရှိကိုအမြင်လေးကျွန်တော်ထည့်ပေးမယ်အနောက်ကိုကျတော့ကျွန်တော်တို့အယောင်လေးပြောင်းပေးမယ် ombre လေးပြုလုပ်ပေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကြက်ရှည်လည်းခံမယ်အယောင်လည်းပြောင်းသွားမယ်ပေါ့နော်မျက်ကုံးဆွဲတာအရန်သက်သာသွားမယ်နှကန်းကြီးလေးစိုးလိုက်ရုံမျက်တောင်လေးကောက်လိုက်ရုံနဲ့အပြင်တော့လို့ရှိရင်လည်းဒါလုံးဝသက်သာသွားမယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့တစ်ဖက်ပြီးပြီပေါ့နော်တစ်ဖက်ကလုံးဝမလောက်ရသေးတဲ့မျက်ခုံးပေါ့နော်မထိုးရသေးတဲ့မျက်ခုံးတစ်ဖက်ကတော့အယောင်တော့ပြောင်းပြီးပြီအပင်တော့မထည့်ရသေးဘူးဆိုတော့ကွာခြားချက်လေးကိုမြင်ရမှာဖြစ်ပါတယ်စပင်ရောင်းလည်းအမ brown ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မျက်ခုံးမဲနေတဲ့စိမ့်နေဆိုလို့ရှိရင်တော့တမနဲ့တိတ်မလိုက်ဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးနုနုလေးဆိုလို့ရှိရင်တော့မျက်နှာလည်းလင်းစေတယ်စပင်ရောင်းနဲ့လည်းလိုက်တယ်ကိုယ်လည်းနုနေတဲ့အသွင်ပြင်ရရှိမှာဖြစ်ပါတယ်ဒါကတော့နှစ်ဖက်လုံးပြီးတဲ့အချိန်မှာကျွန်တော်ကတေချာတန့်ရှင်းပြီးcleansing လုပ်ပြီးတော့ရလက်လေးကိုပြသပေးမှာဖြစ်ပါတယ်ကျွန်တော်လည်းလိုက်ကြည့်ပေးပါအောင်เนาะဆိုတော့ဒီဟာလေးပြုလုပ်ပေးပြီးတဲ့အချိန်မှာ2နာရီလောက်တော့ကြာတယ်ပေါ့နော်အချိန်ကတော့ထုံစည်းထဲတာနဲ့ပြုလုပ်တာ2နာရီလောက်တော့ကြာမယ်ဒီနှစ်ဖက်လုံးပြီးတဲ့အချိန်မှာအမကိုပြတဲ့အချိန်မှာအမလိုချင်တာနဲ့ quality ဖြစ်တယ်အမအရင်စိတ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအမောင်ပြရပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်တော့လုံးဝနှစ်ဖက်လုံးပြီးတဲ့အချိန်မှာရလာတဲ့နောက်ဆုံး result လေးပါလုံးဝကိုနုနုနယ်နယ်လေးနဲ့မျက်နှာကိုလင်းထွက်ပြီးတော့စိမ့်နေတာဘယ်မှာလဲဆိုပြီးတော့မေးရလောက်အောင်ပြတ်သွားပါပြီခင်ဗျာဒါဆိုရှင်တော့ကြာရှည်လဲခံမဲရောင်လဲတိုက်ရိုက်ပြောင်းပြီးတော့ခဲနဲ့ဆွဲထားသလိုတက်ဘရောင်းလေးကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်ကိုတကူတကရွေးချယ်ပြီးတော့လာမြက်ကုန်းဝဆောင်မှုရယူတဲ့မဒီဒီစနေနေ့လွင်အမစနေနေ့လွင်ကျေးဇူးများတင်ပါတယ်ခင်ဗျာအမနဲ့မတွေ့ရလဲကြာပြီခင်တာလဲကြာပြီပေါ့နော်ပြီးတဲ့ချိန်မှာအမကမှန်ကြည့်ပြီးတော့မလိုချင်တာဒီလိုပုံစံလေးပဲအရန်လှတယ်အရန်ကြိုက်တယ်ဆိုလို့ကျေးဇူးတင်ပါတယ်နောက်ပြီးလဲပြီးရောအလိုမျိုးပုံကြတယ်ရှေးဟောင်းဖြစ်တွေပြောကြတယ်မတွေ့တာကြတော့လေအဲ့လိုမျိုးနဲ့ပဲဒီနေ့ blog လေးကိုဆုံးသက်လိုက်ပါတယ်နောက် blog လေးပဲကျွန်တော် IR တလို့တင်ဆက်ပေးတာမှာဖြစ်ပါတယ်ရွေးချယ်ပေးမှုအတွက်မတီတီစန်တီမြင့်လွင်မစန်တီမြင့်လွင်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာမတို့အိမ်ကပြန်တဲ့အချိန်မှာမိုးအေးလေးနဲ့ဘိုက်ကဆဆလေးနဲ့ကျွန်တော်ကဝင်ဆွဲဖြစ်ပါတယ်နေ့လည်စာပေါ့နေ့လည်စာမဟုတ်ဘူးညနေစာလောက်ပေါ့ဝင်ဆွဲပါတယ်ပြီးတော့ကျွန်တော် TikTok မှာတင်ဖို့အတွက်ဗီဒီယိုလေးတွေရိုက်ဖြစ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ blog လေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်